င်္ဂလာပါရှင်။စိုင်းခမိုင်ရှာမြေကုန်ဒီမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမအခုမိတ်ဆက်ပေးမယ့်အိမ်လေးကတော့ညတစ်ခုမျိုးနဲ့ဘရင်တော်လာမယူကျုပ်ဖက်မှာတည်ရှိတဲ့တင်လွန်အရာဝတ်တဲ့အိမ်လေးတစ်လုံးပဲဖြစ်ပါရရှင်။အိမ်လေးကတော့3ထပ်ခွဲအာစီဖြစ်ပြီးတော့မှတေးကျေ40အနောက်က65ပေတည်ရှိပါရရှင်။ဗီဒီယိုလေးရှယ်ရမှာဆိုလို့အခုပဲလိုက်ကြည့်ကြရအောင်ရှင်။ကဲအိမ်လေးရောက်ပြီဆိုရင်တော့ပထမဆုံးမိတ်ဆက်ပေးမှာကတော့ level 1 area လေးဖြစ်ပါရရှင် level 1 area တော့ထိုင်လေးမြင်တယ် cabinet တွေကလည်းသူ့ညာနဲ့တူရှိပြီးတော့မှ TV ထားတဲ့စင်လေးတွေတစ်ခါလေးပါရှိပါတယ်ရှင်အောက်ထပ်မှာဆိုရင်တော့ master bedroom တစ်ခန်း dining room ရဲ့ kitchen ရဲ့ပါပါတယ်ရှင်ကဲ master bedroom လေးကိုလိုက်ကြည့်ကြရအောင်ရှင်ကဲဒီဟာလေးကတော့အောက်ဆုံးထပ်ရဲ့ master bedroom ဖြစ်ပါတယ်ရှင် master bedroom ကတော့အခြေကြီးပါပြီရှင်ပြီးတော့မှဒီမှာဆိုလို့ရှိရင်တော့မီးပြတ်မှာကိုစိတ်ပူစရာမလိုအတွက်ကြောင့်ညီမတို့ solar လေးတက်ပေးထားပါရဲ့ရှင်ဒါလေးကတော့ dining room area လေးဖြစ်ပါရဲ့ရှင်ဒီဘက်မှာဆိုလို့ရှိရင်တေးရှာလေးပစ္စည်းထားလို့ရတဲ့နေရာရှိမယ် kitchen ကိုသွားမယ်ဆိုလို့ရှိရင်လေကျွန်းတကားလေးတက်ထားတဲ့အတွက်ကြောင့်ဒီလိုလေးဖွင့်ပြီးတော့မှဒီဘက်ကိုသွားမယ်ဆိုလို့ရှိရင်လေတော်တော်အဆင်ပြေပါရဲ့ရှင်ဒီမှာဆိုလို့ရှိရင်တော့မျိုးစုံသစ်ရှိမယ်ဒီဘက်မှာ cabinet တွေတေးရှာတက်ပေးထားပါရဲ့ရှင်အပေါ်မတက်ခံလေးမှာတော့ဟိုဘက်မှာတော့ floor ခန်းလေးတစ်ခုပါရှိပါရဲ့ရှင်ညီမတို့အပေါ်ထပ်လေးလိုက်ကြည့်ကြရအောင်ရှင်အပေါ်ထက်လေးရောက်ပြီဆိုရင်တော့ပထမဆုံးမြင်တွေ့ရမှာတော့ခန်းနာထေဝါလာတဲ့ဖျားခန်းလေးပဲဖြစ်ပါရဲ့ရှင်ဒီထက်မှာဆိုရင်တော့ single တစ်ခန်း master bedroom တစ်ခန်းဖြစ်ပါရဲ့ရှင်ပထမဆုံးမိတ်ဆက်ပေးမှာတော့ single ခန်းလေးပဲဖြစ်ပါရဲ့ရှင် single ခန်းဆိုပေမဲ့လည်းသူကအကျယ်ကြီးဖြစ်ပါရဲ့ရှင်ဒီဘက်မှာဆိုရင်တော့ master bedroom တစ်ခန်းပါရှိပါရဲ့ရှင် master bedroom တစ်ခန်းလေးကိုရှူစားကြည့်လိုက်ကြရအောင်ရှင်ဒီဟာကတော့ master bedroom ရဲ့အတွင်းမှုဆောင်လေးပဲဖြစ်ပါရဲ့ရှင်ဒီထက်မှာဆိုရင်ရှိရင်တော့ master bedroom နှခမ်းလုံးမှာရေပူရေစင်းနဲ့ jacuzzi လေးပါဝင်ပါရဲ့ရှင်နောက်တစ်ထပ်ကိုသွားကြည့်ကြရအောင်ရှင်ဒီထက်လေးမှာဆိုလို့ရှိရင်လေ master bedroom နှခမ်းပါရှိပါတယ်ရှင်ဒီဘက်မှာတစ်ခန်းရှိမယ်ဒီဘက်မှာတစ်ခန်းရှိမယ်ရှင်ဒီခန်းလေးမှာဆိုရင်တော့မိသားစုများအေးအေးဆေးဆေးရုပ်ရှင်ကြည့်လို့ရတဲ့အခန်းလေးလုပ်လို့ရတဲ့အပြင်ကိုတီးတက် living room လေးလုပ်လို့ရတဲ့အခန်းလေးဖြစ်ပါရဲ့ရှင်သူနဲ့ကဲရမှာဆိုလို့ရှိရင်လေတီးတက် single bedroom တစ်ခန်းရှိပါရဲ့ရှင်ဒီရဲ့အလားဆုံးဖြစ်တဲ့အပေါ်ဆုံးထပ် roof light လေးကိုကျမနဲ့တူလိုက်ကြည့်ကြရအောင်ရှင်ကဲအရန်လှတဲ့မြင်ကွင်းလေးကိုတွေ့ရမှာဖြစ်ပါရဲ့ရှင်ဒီမှာဆိုရင်တော့ဘာဘီကျူလုပ်မလားတကယ်ချင်းနေနေအေးစစ်စစ်ပါတီအသေးစားလေးလုပ်လို့ရတဲ့နေရာလေးဖြစ်ပါရဲ့ရှင်ဒီမှာဆိုလို့ရှိရင်လေ view အရန်ကောင်းပါရဲ့ရှင် view အရန်ကောင်းပါလေကဲဒီဘက်မှာဆိုလို့ရှိရင်လေဆက်လက်ပြင်ရအကျေးဖြစ်ပြမှာရန်ကုန်မြို့ရဲ့အလှပကိုသွားအကြီးခံစားကြည့်လိုက်ကြအောင်ရှင်စစ်တီမိုးတွေဘန်တွေကျောင်းတွေဆေးရုံတွေနေမှာတည်ရှိတဲ့3ထပ်ခွဲအာစီလေးကိုစိတ်ဝင်စားရဆိုရင်တော့ညီမတို့စိုင်းခွန်တော်ရေးရှမ်းမြေကုမ္ပဏီရဲ့ online ဖုန်းလေးကိုအခုပဲစစ်ပေးလိုက်ကြရအောင်ရှင်